สวัสดีครับทุกคนဒီနေ့မှာတော့ကျွန်တော်ကတငယ်ချင်းတို့ကိုဟင်းသီးဟင်းရွက်တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဟင်းသီးဟင်းရွက်ကိုထိုင်းလို့ကျွန်တော်တို့ผักလို့ခေါ်ပါတယ်နောက်တစ်ခုကကော်ပီဒုတ်ပေါ့နော်ကော်ပီဒုတ်ကိုကလပ်ကလမ်ပလီကလမ်ပလီကလမ်ပလီလို့ခေါ်ပါတယ်နောက်တစ်ခုဒီကျွန်တော်တို့တကယ်စာသားရဆိုရင်တော့မုံလာဥနီလို့ခေါ်သလိုတချို့နယ်ဘက်ဒီမှာဆိုရင်ခါကြက်ဥလို့လည်းခေါ်တယ်ပေါ့နော်သူကကြတော့ carrot လို့ခေါ်ပါတယ် carrot ဒါကတော့မုံလာဥဖြူကိုဟွာချိုင်းထောက်လို့ဖတ်ပါတယ်နောက်တစ်ခုကခရမ်းညင်သီးကိုမက်ခါထွတ်လို့ဖတ်ပါတယ်နောက်တစ်ခုကတခွာသီးကိုကြတော့แตงกวาလို့ဖတ်ပါတယ်နောက်တစ်ခုကကျန်ဟင်္ဂါသီးကိုကြတော့မရက်နောက်တစ်ခုဒီကြက်သွန်ပေါ့နော်ကြက်သွန်နီကိုမှကျွန်တော်တို့ဥအကြီးကြက်သွန်နီပေါ့နော်ကြက်သွန်နီဥအကြီးတွေကိုဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့หอมหัวใหญ่ကြက်သွန်ဖြူကိုကြတော့กระเทียมလို့ဖတ်ပါတယ်နောက်တစ်ခုကငရုတ်သီးဒါကတော့ကျွန်တော်ငရုတ်သီးအားလုံးကိုခြုံပြောထားတာပေါ့နော်ငရုတ်သီးအတောင်ပေါ့ငရုတ်သီးမှာလည်းငရုတ်သီးမျိုးစုံရှိတယ်ပေါ့နော်ဒီဟာမှာငရုတ်သီးအတောင်ကိုကြတော့သူက prick လို့ဖတ်ပါတယ် prick နောက်တစ်ခုကတော့ခရမ်းသီးကိုမက်ခါနောက်တစ်ခုကဘူးသီးကိုကြတော့ကျွန်တော်တို့နမ်ထောက်ဖတ်ပါတယ်နောက်တစ်ခုကအာလူကိုကြတော့ကျွန်တော်တို့မန်းဖရန်လို့ဖတ်ပါတယ်နောက်တစ်ခုကကြတော့ကစုံကိုကြတော့မန်ဝမ်နောက်တစ်ခုကရွှေဖယုံသီးကိုကြတော့ကျွန်တော်တို့ကฝักทองလို့ဖတ်ပါတယ်နောက်တစ်ခုကပြောင်းမှုကြတော့ข้าวโพดနောက်တစ်ခုကဒီဘန်ကော်ဘီအစိမ်းပေါ့နော်ဘန်ကော်ဘီကိုမှသူကဒီကျွန်တော်တို့ဒါကိုအင်္ဂလိပ်လိုဆိုရင် broccoli လို့ခေါ်တယ်ပေါ့နော်ထိုင်းမှာလည်းအဲ့လိုခေါ်ပါတယ် broccoli လို့ဖတ်ပါတယ်နောက်တစ်ခုပန်းကော်ဘီအဖြူပေါ့နော်ပန်းကော်ဘီအဖြူကိုကြတော့ကလမ်ဒေါ့လို့ဖတ်ပါတယ်ကစုံရွက်ကိုကြတော့ကျွန်တော်တို့ผักบึ้งလို့ပြောပါတယ်ผักบึ้งနောက်တစ်ခုကဆက်လက်ရွက်ကိုကြတော့ผักกาดหอมလို့ဖတ်ပါတယ်
နောက်တစ်ခုပဲတောင်းရှည်ကိုကြတော့ถั่วฟักยาวถั่วฟักยาวถั่วฟักยาวလို့ဖတ်ပါတယ်နောက်တစ်ခုကချမောင်ရွက်ကိုကြတော့ใบกระเจี๊ยบလို့ဖတ်ပါတယ်နောက်တစ်ခုကယုံပရိသီကိုကြတော့กระเจี๊ยบเขียวโอเคနောက်တစ်ခုကိုကြတော့ကျွန်တော်တို့စူပုတ်ရွက်ကိုကြတော့ချက်အုံလို့ထားတယ်ပါနော်နောက်တစ်ခုပင်စိမ်းပေါ့နော်ပင်စိမ်းကိုကြတော့ကျွန်တော်တို့ဒီကြက်ပင်စိမ်းတို့ပါတို့ဒီကြက်ကရက်ဖောင်တို့ပါတို့ချက်တယ်ဆိုလို့ရှိရင်လည်းသုံးတဲ့ပင်စိမ်းလေးကိုပြောတာပါနော်သူ့ကြတော့ကဖောင်လို့ဖတ်ကြတယ်ပေါ့နော်ကဖောင်နောက်တစ်ခုကကျတော့မြစ်ကိုကျွန်တော်ကတော့ဒါကတော့သူကမြစ်ကိုကြတော့ပြုတ်ပြီးသားမြစ်ရှိတယ်မြစ်စိမ်းရှိတယ်ဒါမှကျွန်တော်မြစ်ကိုအားလုံးချုပ်ပြောပါနော်မြစ်ကိုကြတော့ကျွန်တော်တို့หน่อยไม้နောက်တစ်ခုကပင်နနံပင်ပေါ့နော်နနံပင်ကိုผักชีလို့ထွက်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ပူစီနနံပေါ့နော်ပူစီနနံကိုใบสะระแหน่လို့ထွက်တယ်နော်နောက်တစ်ခုကျွန်တော်တို့စပလင်ပေါ့နော်စပလင်ကိုကြတော့ကျွန်တော်တို့ตะไคร้လို့ထွက်တယ်ပေါ့နော်ตะไคร้